မင်္ဂလာပါရှင် book note မှာကြိုဆိုပါရစေဒီနေ့မှာတော့လူတိုင်းရဲ့ဘဝကိုတထောက်တနေရာကနေအမှန်တကယ်ပြောင်းလဲပေးနိုင်တဲ့ကဘာကျော်စာအုပ်ကောင်တအုပ်ကြောင့်ကိုပြောပြပေးချင်ပါတယ်စာအုပ်အမည် Atomic Habits စာရေးဆရာ James Clear နေတန်းAtomic Habits ဆိုတာကဘာတဝဲမှာမိမိကိုယ်ကိုကောင်းမွန်အောင်ပြုပြင်လိုသူတိုင်းမဖတ်မဖြစ်ဖတ်တဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။စာရေးဆရာ James Clear ကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအပြောင်းလဲအကြီးကြီးတွေတပြိုင်နက်တည်းလွတ်ဖို့ထက်အတမ်လိုသိငယ်တဲ့အလေးအကျင့်လေးတွေကနေတဆင့်ဘလိုမျိုးထူးခြားတဲ့ရလဒ်ကောင်းတွေရရှိနိုင်တယ်လဲဆိုတာကိုသိပ္ပံနည်းကြရေးသားထားတာဖြစ်ပါတယ်။အနည်းချုပ်ဒီစာအုပ်ရဲ့အဓိကဆိုလိုရင်းကတော့တရားခိုင်နှုန်းတိုးတက်မှုဖြစ်ပါတယ်။ကျွန်တော်တို့ဟာနေ့စဉ်နေ့တိုင်းကိုတရားခိုင်နှုန်းပဲပိုကောင်းအောင်ကြိုးစားမယ်ဆိုရင်တစ်နှစ်အကြာမှာအရင်ကထက်38ဆပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်။စာရေးဆရာကပန်းတိုင်းဆိုတာရလဒ်တစ်ခုသာဖြစ်ပြီးအဲ့ဒီရလဒ်ကိုရောက်စေတာကတော့ကျွန်တော်တို့နေ့စဉ်လှုပ်ဆောင်နေတဲ့စနစ်သို့မဟုတ်အလေးအကျင့်တွေပဲဖြစ်ပါတယ်။အလေးကျင့်ကောင်းတစ်ခုကိုတိဆောက်ဖို့နဲ့အကျင့်ဆိုးတွေကိုဖျောက်ဖျက်ဖို့အတွက်အဖြူအမူပြောင်းလဲခြင်းနိယမ၄ချက်ကိုသူကရှင်းပြထားပါတယ်။ထွင်ရှားအောင်လုပ်ပါ make it obvious အလေးကျင့်တစ်ခုကိုစခြင်းရဲ့ကိုယ့်မျက်စိရှိမှအမြဲမြင်နေအောင်ထားပါ။ဥပမာစာဖတ်ခြင်းရဲ့စာအုပ်ကိုခေါင်းအုံးပေးမှချထားတာမျိုးပါ။ဆွဲဆောင်မှုရှိအောင်လုပ်ပါ make it attractiveကိုလောက်ရမယ့်အလေးအကျင့်ကိုနစ်ထက်တဲ့အရာတစ်ခုခုနဲ့တွဲလုပ်ပါ။လွယ်ကူအောင်လုပ်ပါ make it easy ဘယ်ရာကိုမဆိုစစချင်းမှာ2မိနစ်ထက်မပိုတဲ့အလုပ်လေးကနေစတင်ပါလွယ်ကူနီးမှသာရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်။ကျေနပ်မှုရှိအောင်လုပ်ပါ make it satisfyingအလေးအကျင့်တစ်ခုကိုလုပ်ပြီးတိုင်းကိုစွတ်ပေးတာမျိုးဒါမှမဟုတ်အောင်မြင်မှုကိုမှတ်တမ်းတင်တာမျိုးလုပ်ခြင်းကဦးနောက်ကိုပျော်ရွှင်စေပြီးနောက်တစ်ခါထပ်လုပ်ခြင်းစိတ်ဖြစ်ပေါ်စေပါတယ်။အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့ identity တို့မဟုတ်ကိုဘလို့လူမျိုးဖြစ်ခြင်းလဲဆိုတာကိုအရင်ဆုံးသတ်မှတ်ဖို့ပါပဲ။ငါစာဖတ်ခြင်းလဲလို့ပြောမယ့်အစားငါဟာစာဖတ်သူတစ်ယောက်ဖြစ်တယ်လို့ကိုသတ်မှတ်လိုက်ခြင်းကအလေးအကျင့်ကိုပိုပြီးခိုင်မဲစေပါပဲ။သင်ခန်းစာ3ချက်တရားခိုင်နှုန်းဤစွမ်းအားတိငယ်တဲ့အပြောင်းလဲလေးတွေကအချိန်ကြာလာတဲ့အခါမှာကြီးမားတဲ့ရလဒ်ကိုဖြစ်စေပါတယ်။ပန်းတိုင်းထက်စနစ်ကပိုအရေးကြီးသည်အောင်မြင်သူရောရှုံးနိမ့်သူရောမှာပန်းတိုင်းကိုစီရှိကြပါတယ်။ဒါပေမဲ့အောင်မြင်သူလေးဟာပန်းတိုင်းစီသွားတဲ့နေ့စဉ်လုပ်ငန်းစဉ်ကိုပိုပြီးအလေးထားကြပါတယ်။မြမြသူရောဖြစ်မှုအပေါ်အခြေခံခြင်း identity based habitsအလေးချင်းတစ်ခုကိုပြောင်းလဲဖို့အတွက်လှုပ်ဆောင်ချက်ကိုပဲမကြည့်ပဲကိုယ့်ရဲ့ခံယူချက်နဲ့ပင်ကိုယ်စရိုက်ကိုပါပြောင်းလဲပေးရပါမယ်။ဒီစာအုပ်လေးဟာတင်းရဲ့နေစဉ်ဘဝကိုပုံမကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိစေဖို့အကောင်းဆုံးလက်ဆွဲစာအုပ်ဖြစ်လာမှာသိကြပါတယ်ရှင်။